ဒီဗီဒီယိုမှာရွေးချက်နှစ်ခုပဲရှိပါတယ်ပထမတစ်ခုကဆောင်းဝဲမှာကျန်းဖို့အတွက်ပလန်ကိုဘယ်လိုမျိုးဆွဲအောင်လဲဆိုတာနောက်တစ်ခုကကြတော့ဆောင်းမဝဲတော့နီးပြီဒါပေမဲ့စာလုံးကမရသေးဘူးဆိုတဲ့လူတွေဘယ်လိုမျိုးအောင်လုပ်ရမယ်အောင်နာထက်ပိုအောင် B ရအောင်ဘယ်လိုလုပ်လို့ရမလဲဒီဖြစ်နိုင်မယ်ဆိုရင် A ပါရအောင်ဘယ်လိုလုပ်လို့ရမလဲဆိုတာကိုပြောပြသွားမှာပါဒီဆောင်းမဝဲနီးပြီးစာမရသေးဘူးဆိုတဲ့ပြဿနာကဒီကျွန်တော်ရဲ့ program တွေကလူတွေလည်းတော်တော်လေးကိုအမေးများတဲ့ပြဿနာပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းကြုံတွေ့ရတာဖြစ်တဲ့အတွက်ဒီမှာ sharing လုပ်ပေးပါမယ်ကျွန်တော်ကတော့ comment ဆန်ပါ G9 G10 နှစ်နှစ်စလုံးမှာမြို့နယ်လူကြီးကျွန်ပါခဲ့ပါတယ်ဒီအခုနောက်ဆုံးပြိုင်ထားတဲ့ G11 အတွက်လူကြီးကျွန်ကတော့ဒါဖြေထားဆိုတော့မသိသေးဘူးပေါ့နော်ဆိုတော့ result ကတော့မထွက်သေးဘူးကလေးကလေးကလည်းအတန်းထဲမှာအဆင့်1နဲ့3နေအကုန်လုံးဆွဲခဲ့သူပါဒါကျွန်တော်ပြအဆင့်1ဆွဲတာများပါတယ်ဆိုတော့ကျွန်တော်ဒီလိုမျိုးကြွားပြောနေရတာအကြောင်းရှိပါတယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်ကိုယ်တိုင်ခုနလိုစာတွေရတယ်စုတွေဘာညာတွေရတယ်ဆိုပေမဲ့စာမွေးပွဲနီးလို့စာမရခဲ့ဘူးတာတွေကြုံဘူးတယ်ဆိုတာပြောချင်တာကျွန်တော်လွန်ခဲ့တဲ့နှစ် G10 မှာတော့တော်တော်လေးကိုကြုံခဲ့ရတယ်ဆောင်းမွေးအလုံးကနီးနေပြီအခုပွင့်လင်းပြပြအခုနှစ်တောင်ကြုံနေရတယ်ဘာလို့လဲဆိုတော့အခုကျွန်တော်ဒီဗီဒီယို record နေတုန်းမှာတင်ဆောင်းမွေးဖြစ်ဖို့အတွက်15ရက်နေ့ဆိုဒီနေ့ကကျွန်တော်ဗီဒီယို record တာ10ရက်ပေါ့နော်နောက်10ရက်လောက်ပဲကျန်တော့တယ်ကျွန်တော်ကိုယ်တိုင်လည်းဆောင်းမွေးနီးနေပြီခုနကမှလူကြီးဂျုံဖြေထားရဆိုတော့မနေ့ကမှမြို့နယ်လူကြီးဂျုံပြီးတာဆိုတော့ပွင့်လင်းပြရင်စားတွေကဘာမှပြင်မလုပ်ရသေးဘူးအချိန်နည်းနည်းနဲ့စာဘယ်လိုမျိုးရအောင်လုပ်ရမလဲဆိုတာကိုဒီဗီဒီယိုမှာshare သွားချင်တာပါဟုတ်ပြီဆိုစကားအများကြီးမပြောတော့ပါဘူးဆောင်းမွေးမှာကျန်းမှုဆိုရင်တော့အဓိကပလန်ဆွဲဖို့နဲ့ပလန်တိုင်းလိုက်လုပ်ဖို့ပါဆိုတော့ပထမဆုံးအချက်ကကျွန်တော်တို့ပလန်ကိုကောင်းရမယ်ဆိုတော့အဲ့ဒါအတွက်ကိုကျွန်တော်အရင်ဆုံးပြောချင်ပါတယ်ဆောင်းမွေးဖြေမယ်ဆိုရင်ကျွန်တော်ဘယ်လိုမျိုးပလန်ဆွဲလဲပေါ့နော်ဒီအစီအစဉ်ဘယ်လိုချလဲပေါ့ဒီပလန်ဆွဲခြင်းကကျွန်တော်ကိုပို့ပြီးတော့နားလေရလွယ်စေတယ်ဒီငါဘာစာတွေကြက်ကမယ်ငါဘယ်နေ့မှဘာတွေပြီးရမလဲဆိုတာနားလေစေတယ်အဲ့ဒါကြောင့်ကျွန်တော်ကဝင်လင်းပြောများထားပါတော့ကျွန်တော်တို့ကဟုတ်ကဲ့ငါဆောင်းမွေးမှာဒီ A တွေရခြင်းနဲ့ B တွေရခြင်းနဲ့ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုရင်ဗျာရှုပ်ကုန်ရသေးတယ်မှာဟာချင်းကနီးနေပြီငါမှအချင်းမရှိတော့ဘူးပေါ့ဆိုပြီးရှုပ်ကုန်မဟုတ်ဘဲနဲ့ပလန်လေးနဲ့တေချာစာအုပ်ပေါ်မှာချရေးထားတယ်ငါဒီရက်ဒီနေ့မှာဒီစာလေးတွေပြီးမယ်ဆိုရင်အချိန်တန်ရင်ငါရဲ့ပလန်တာအလုပ်ဖြစ်တယ်ဆိုရင်ချိန်တန်ရင်သူ့အနေနဲ့သူအေးဆေးဖြစ်သွားလိမ့်မယ်အချိန်တန်ရင်စာအေးဆေးရပါလိမ့်မယ်တကယ်လည်းရပါတယ်ကျွန်တော်အဲ့နီးနဲ့ပဲအကုန်လုံးဖြေခဲ့တယ်လူရေးဂျွန်တွေရောထူးဂျွန်တွေရောအခုပုံမှန်ရိုးဆောင်ဝဲတွေရောအကုန်လုံးအဲ့လိုပလန်နဲ့ပဲဖြေခဲ့တာပါဟုတ်ပြီဆိုတော့ဘယ်လိုမျိုးဆွဲခဲ့လဲဆောင်ဝဲဖြေမဲ့ရက်ကိုအရင်ဆုံးထားရပါမယ်ဆိုတော့ဆောင်ဝဲဖြေမဲ့ရက်ကကျွန်တော်တို့ဆိုရင်အခုနောက်လာမဲ့15ရက်နေ့ကျရင်ဖြေရမယ် brother လည်းဘယ်နေ့ဖြေရမှာလဲပေါ့နော် brother တို့က17ရက်ပဲဆိုရင်တော်တော်လေးကိုမြန်နေပြီဗျာဒီနေ့ကနေပြီးတော့ရက်ပေါင်းဘယ်လောက်ကျန်သေးလဲဆိုတာကိုတွက်ကပါမယ်15ရက်နေ့ဆိုရင်ကျွန်တော်က10ရက်လောက်ကျန်သေးတယ်ဘာသာဆောင်မှုဝဲ17ရက်နေ့ပါညာဆိုရင်ဗျာပို့ပြီးတော့နီးနေပြီဒါတော်တော်ကြီးကိုနီးနေပြီစာရေးသဖြင့်ပေါ့နော်ဒါမှမဟုတ်လဲဒီဗီဒီယိုကိုနောက်ကြာမှကြည့်ဖြစ်တဲ့လူတွေအတွက်လည်းကိုယ်ဆောင်မှုဝဲဘယ်နေ့လဲနောက်လာလားโอเคနောက်လာဆိုရင်ဒီနေ့ကနေပြီးတော့အဲ့အထိကိုရက်ပေါင်းဘယ်လောက်ကြာပါလဲရက်60ရက်30ရက်20 10ရက်စသဖြင့်ပေါ့နော်အဲ့ဒါတွေတွက်လာထွက်လာလိမ့်မယ်ပြီးတော့ရင်ကိုလုပ်ရမယ့် subject တွေအလိုက်ကိုပါတာတွေကိုချရေးရပါမယ်ရေးတဲ့အခါမှာတိတိကျကျရေးရပါမယ်မေးခွန်းပုံစံအတိုင်းရေးရပါမယ်ပြောနေတာပါလဲဆိုရင်များထားပါတော့အားလုံးတော့သိတယ်မြန်မာစာအင်္ဂလိပ်စာသင်ချာနေကြကွာစီလောက်ရမယ်ဆိုတာသိတယ်ဒါပေမဲ့ကျွန်တော်တို့က subject ပေါ်မှာ subject ဆိုတာခုနမြန်မာအင်္ဂလိပ်ကိုပြောတာ subject ရဲ့အောက်မှာငါဘာတွေကြက်ကမလဲဆိုတာပါသိရမယ်ထားပါတော့ okay မေးခွန်းပုံစံကိုပြောတာပေါ့ဗျာမေးခွန်းပုံစံမသိဘူးဆိုရင်ဆရာမတွေမေးလို့ရတယ်တိတဲ့ကျောင်းသားတွေကိုလည်းမေးလို့ရတယ်မြန်မာစာဆိုရင်ထားပါတော့ okay မြန်မာစာဆိုရင် collect ဖြစ်ပါမယ်မှားမှန်ပါမယ်မှန်ရွေးပါမယ်ပြီးသွားရင်ခက်စစ်ပါမယ်အလင်္ကာပါမယ်မေးခွန်းရှေ့ပါမယ်မေးခွန်းတိုပါမယ်ကျွန်တော်တို့စာမွေးအကြီးတွေဆိုရင်ဒီစာကုန်းပါမယ်လူကြီးကျွန်စာမွေးဝဲတုန်းကဆိုရင်အဆိုဆွေးနေတို့ဘာလို့ညာတို့ပါတယ်ဗျာဆိုတော့ကျွန်တော်တို့က okay ဘာတွေရေးမလဲဘာတွေမေးမှာလဲဆိုတာကိုဘာသာတိုင်းမှာချရေးထားမယ် okay အဲ့ဆိုမြန်မာစာဆိုရင်ခုနကတော့မေးခွန်းပုံစံအတိုင်း6ခုလောက်ထွက်လာမယ်အင်္ဂလိပ်စာဆိုလည်းအဲ့လိုမျိုးပဲအကုန်လုံးရေးချရမယ်ဆိုတော့အင်္ဂလိပ်စာမှာဆိုရင် quality ဖြေပါမယ်အမှားမှန်ရေးပါမယ် grammar ပါမယ်ပြီးသွားရင် essay ပါမယ် answer the question ပါမယ်စသဖြင့်ပေါ့နော်အဲ့လိုမျိုးချရေးလိုက်တယ်အဲ့လိုမျိုးပဲသင်ချာဆိုလဲ okay အပုတ်ရှည်အပုတ်တို့ဒီလိုလေးပါမယ်အပုတ်ရှည်ဘယ်နှပုတ်အပုတ်တို့ဘယ်နှပုတ်ပါမယ် chemistry ဆိုလဲဟုတ်ပြီကျက်စာတလောက်တွက်စာတလောက်ဒီပုတ်ပါမယ်ပေါ့နော်ဒီပုတ်တွေပါမယ် physics ဆိုရင်လည်းဒီလိုမျိုးပါမယ်bio ဆိုရင် okay အပုတ်သေးဘယ်နှပုတ်အပုတ်ကြီးဘယ်နှပုတ်ပြီး eco သမားတွေဆိုရင်လည်း eco မှာထားပါတော့ကျက်စာဘယ်နှပုတ်ပေါ့နော်အဲ့လိုမျိုးဟာပါသွားမယ်ဒီလိုမျိုးချရတာအကြောင်းရှိပါတယ်အဲ့ဒါမှကျွန်တော်တို့ကတီတီချာချာလေးဆွဲလို့ရမှာပါဟုတ်ပြီပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့စာမိုးဝဲမဖြေမီ3ရက်လောက်ကိုပေါ့နော်ဖယ်ထားစေချင်ပါတယ်ကျွန်တော်ဆိုရင်တော့အချိန်ရမယ်ဆိုရင်တစ်ပတ်လောက်ကိုဖယ်ထားပါတယ်ပြန်ပြီးတော့စာအုပ်နှွေးဖို့အတွက်ပေါ့နော်ဖယ်ထားတယ်ကြံတဲ့အချိန်တွေကိုပဲကျွန်တော်တို့စာချက်ချိန်ဆိုပြီးတော့ပဲယူထားပါတယ်ဆိုတော့စာမိုးမဖြေခင် brother ကအရင်နီးနေပြီဆိုရင်တော့ဗျာ2ရက်လောက်ပဲအချိန်ယူပေါ့နော်စာမိုးမဖြေခင်2ရက်လောက်ကိုဖယ်ထားစာမိုးဖြေမှာ15ရက်နေ့ဆိုရင်ကျွန်တော်တို့က14နဲ့13ကိုဖယ်ထားတယ်ဘာကြောင့်လဲဆိုရင်14 13ကကိုမရသေးတဲ့ဟာကြီးပြန်နှွေးရမယ်ဖြေတော့မဲ့စာမိုးပွဲအတွက်လုံးဝတိတိကျကျရအောင်လုပ်ရမယ်အချိန်ဖြစ်ပြီ။အဲ့အချိန်ကိုဖယ်ပေးထားတယ်
3ရက်2ရက်ကိုဖယ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့မှာကျန်တဲ့အချိန်ရှိပါမယ်ဆိုတော့ကျွန်တော်ဆိုရင်စာငန်းနေဖြစ်မယ်ဆိုတော့10ရက်ဆိုရင်နောက်ထပ်3ရက်ပြန်မယ်ဆိုရင် basically တစ်ပတ်ကျော်9ရက်10ရက်9ရက်လောက်ပဲကျန်တော့မယ်9ရက်10ရက်ပေါ့နော်အဲ့လောက်ပဲကျန်တော့မယ်ဆိုတော့အဲ့လောက်ပဲကျွန်တော်တတိချာချာစာအောင်လုပ်လို့ရတော့မယ်ဒီနေ့6ရက်နေဆိုတော့ကျွန်တော်တို့ကအဲ့လာတည်ပြီးပြီဆိုရင်အနောက်ကနေပြီးတော့ပြီးရမယ့်စာတွေကိုပြန်ပြီးတတ်မှတ်ကြပါမယ်ဆိုတော့ပြောချင်တာကဘာလဲဆိုရင်ဖယ်ထားတယ်73ရက်ကနေစမယ်73ဆိုရင်7 17 10 9 8 9 6 5အခုကိုရောက်တဲ့နေ့အထိပေါ့နော်အဲ့နေ့အထိကိုတွက်မယ်တွက်ပြီးရတဲ့ခါကျရင်နေ့တွေအလိုက်ကိုကျွန်တော်တို့ဘာတွေပြီးရမယ်ဘာစာတွေပြီးနေရမယ်ဆိုတာကိုရေးရပါမယ်73ရက်နေ့မှာဆိုရင်ငါမြန်မာစာပြန်လုပ်ထားမယ်အင်္ဂလိပ်ပြန်လုပ်ထားမယ်ဆိုတော့အဲ့နေ့ကိုမရောက်ခင်အထိကိုဒီနေ့နဲ့ဆက်တွက်လိုက်မယ်ဆိုရင်โอเคဒီနေ့ကိုငါမြန်မာစာလုပ်မယ်မနေ့ပြန်ကျရင်ငါအင်္ဂလိပ်ဒီလောက်ပြီးရမယ်အဲ့တော့မြန်မာစာဆိုလဲကျွန်တော်တို့မြန်မာစာပဲမရေးဘူးဗျာတေးသေးချာချာခုနတုန်းကမေးခွန်းပုံစံတိုင်းရေးတယ်ဆိုလိုတာကဘာလဲဆိုရင်โอเคဒီနေ့ကငါမြန်မာစာမေးခွန်းရှင်းဖြတ်မယ်ပြီးသွားတဲ့အခါကျရင်အင်္ဂလိပ်စာ answer တဲ့ question ဖြတ်မယ်နောက်နေ့ကျတော့ငါ bio မေးခွန်းလို့ဖြတ်မယ်မေးခွန်းရှင်းပါတခါလေးဖြတ်မယ် chemistry ကအကုန်ဖြတ်လိုက်မယ်โอเค physics မှာဆိုရင်ငါမေးခွန်းအတူလေးပဲဖြတ်အောင်မယ် bio ကမေးခွန်းအတူလေးတွေငါပြန်ဖြတ်အောင်မယ်ပြီးသွားတဲ့အခါကျရင်သင်္ချာဆိုရင်ငါမေးခွန်းရှင်းဖြတ်မယ်ဒီမေးခွန်းတို့ဖြတ်မယ်โอเคအပုတ်ရှည်ပေါ့နော်ဖြတ်မယ်ပြီးတော့ရင်โอเคကြက်စာတွေဆိုရင်ဒီလိုဖြတ်မယ်ဆိုပြီးတော့တိတိကျကျပေါ့နော်ကျွန်တော်ရေးသွားလို့ရတယ်အဲ့လိုရေးပြီးသွားပြီဆိုရင်ဒါပွင့်လေးပြောရင်တော့ဒါ plan ပြီးသွားပြီကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့သိပါပြီတကယ်လိုက်လို့ပဲကျွန်တော်တယ်ဒီတိုင်းသာလိုက်လို့မယ်ဆိုရင်ဒါကျွန်တော်လေးကြီးပြီးပြောနေမှာမဟုတ်ပါဘူးဘာသာ plan ထားတဲ့အတိုင်း plan တယ်ဆိုတာလည်းဗျာနည်းနည်းတော့ realistic ဖြစ်ဖို့လိုတာပေါ့နော်ဘာသာမနေ့ပြန်ပြရတော့မနေ့ပြရတော့မယ့်ဟာကိုကျွန်တော်တို့ကဒီမှာအောက်မြန်မာအင်္ဂလိပ်သင်္ချာဒီမှာအထွေထွေအကုန်လုံးပြန်မယ်ဆိုတာကြီးမဖြစ်နိုင်အကုန်လုံး revision ပြန်မယ်ဆိုတော့အရင်မဖြစ်နိုင်ဆိုတော့လက်တွေ့တော့နည်းနည်းဆန်းရတော့ဗျာ okay ငါဒီတနေ့မှာငါဒီလောက်ပြီးအောင်ဖြတ်မယ်ဖြတ်နိုင်တယ်ဖြတ်လဲဖြတ်မယ် okay ဒီလောက်ဖြတ်မယ်ဒီလောက်ဖြတ်မယ်ဆိုပြီးတော့အပိုင်းနေ့စဉ်လိုက်ကို plan ချသွားတာဒါကရိုးရှင်းပါတယ်ဒါပေမဲ့တကယ်လုပ်ဖြစ်တယ်ကျွန်တော်ဆောင်းမွေးတိုင်းကိုအဲ့လိုမျိုးလုပ်ခဲ့တယ်ဒီခရိုင်စစ်တို့ဒီမှာ G9 တို့ဆိုတဲ့အဲ့လိုမျိုးတွေပဲအခုဒီလူကြီးကျွန်တို့ဆောင်းမွေးတွေမှာဆိုတော့ကျွန်တော်အဲ့လိုပဲ plan သွားတယ်ကျွန်တော်တို့အတက်နိုင်ဆုံးဒါအခုနောက်တော့ plan အတိုင်းလိုက်လုပ်မယ်ဆိုရင်အတက်နိုင်ဆုံးဆိုတဲ့စကားဘာကြောင့်ပြောရလဲဆိုတော့တခါလေကြာရင်ချိုးနေကြကြာသွားတာရှိတယ်ဒါပါတော့ကျွန်တော်ဒီနေ့မှာ bio တွေအကုန်ဖြတ်မယ်ဆိုပြီးတော့မပြတ်သွားဘူးဗျာနည်းနည်းလေးလိုရတယ်ဆိုတော့နောက်နေ့တော့ကူရတယ်ကိစ္စမရှိဘူးအဲ့ဒါကြောင့်မို့ကျွန်တော်တို့ကခုနကတော့2ရက်3ရက်ဆိုတဲ့ဟာကိုခြံထားတာလုံးဝတည်တယ်မှာဘယ်လိုခေါ်မလဲကိုကြက်တာတွေကကြာသွားလို့အချိန်ကြီးယူသွားတယ်ဆိုရင်တော့မှခုနကတော့3ရက်လောက်နဲ့ပြန်ပြီးတော့ဖြည့်လို့ရသေးတယ်ဆိုတော့အဲ့လိုမျိုးကျွန်တော်တို့ကနီးနဲ့ကြက်သွားမယ်โอเคငါဒီနေ့ကိုအများကြီးလှုပ်ရှားမလို့ငါဒီနေ့ဒါလေးပဲလုပ်ကြမယ်ဆိုတဲ့ဟာလေးနဲ့လုပ်သွားမယ်ဆိုရင်အဆင်ပြေပါလိမ့်မယ်ဆိုတော့ဒီနေ့မှာကျွန်တော်ထပ်ပြီးတော့ sharing လုပ်ပေးနေတာပါလဲဆိုရင် plan လုပ်တာဟုတ်တယ်စာကြက်ဖြစ်အောင်ပေါ့နော်စာကြက်တဲ့အချိန်မှာရောပိုကောင်းအောင်ဘယ်လိုလုပ်လို့ရမလဲပြီးတော့စာကြက်ချင်စိတ်ပေါ်အောင်ဘယ်လိုလုပ်လို့ရမလဲဆိုတော့အဲ့ဒါကျွန်တော်နှစ်ခုပြောချင်ပါတယ်စာမကြက်ချင်တဲ့စိတ်ကိုဖျောက်နီးနဲ့ပြောရမယ်ဆိုတော့အပြင်းကိုပေါ့နော်အပြင်းကိုဖျောက်နီးနဲ့စာကြက်ဖို့အတွက်ကိုအချိန်ရှာခြင်းပါဟုတ်ပြီစာမကြက်ချင်တဲ့စိတ်အပြင်းစိတ်ကိုဘယ်လိုမျိုးအနာယူမလဲဆိုတော့ကျွန်တော်သုံးနည်းကိုပြောပါမယ်ဒါဆရာပီမွန်းနင်းစာအုပ်ထဲမှာလည်းပါပါတယ်ကျွန်တော်စာအုပ်ညွှန်းလိုက်ပါမယ်ဒီစာအုပ်ထဲမှာပါတာပါဆိုတော့ psychology ဆိုတဲ့စာအုပ်ထဲမှာပါအဲ့ထဲမှာလည်းအပြင်းကိုနိုင်နီးဆိုပြီးတော့ပါပါတယ်အရှင်းလေးပြောရင်တော့သူကကိုယ့်ကိုလိန်ပြီးတော့အပြင်းကိုဆွဲခေါ်ရတာပါဆိုတော့ဥမာထားပါတော့ကျွန်တော်ကစာမလုပ်ချင်ဘူးစာတွေလုံးဝအများကြီးပဲငါမြန်မာစာတွေဆိုရင်ပုတ်ချီတွေကြောက်အောင်မယ်ထားပါတော့တမိုင်းနေဆိုရင်လည်းကွာရတာလည်းမဟုတ်ဘူးပြန်ပြီးကြက်ကောက်အောင်မယ်စတဲ့ဖြစ်မှာတော့တင်ချာတွေဆိုလည်းဘာတွေမှမသိဘူးနားအောင်မလဲဘူးနေကြကွာဆိုလိပေါ့အဲ့လိုမျိုးဖြစ်နေတယ်ဒီအချိန်မှာကျွန်တော်တို့ကကြီးလိုက်တဲ့ခါကျရင်ဗျာလောက်ရမယ့်ဟာကြီးအရင်ကြီးနေတော့မလုပ်ချင်တော့လုပ်လည်းမလုပ်နိုင်ဘာလို့လဲအဲ့လားအရင်ကြီးနေရဗျာကျွန်တော်တို့အုံနောက်နဲ့မဆန့်တော့အဲ့မှာအဆင်မပြေဘူးအဲ့တော့ဘာလုပ်ရမလဲဆိုရင်ငါခုနတုန်းကကြီးတယ်ဆိုတော့ကြီးလေးတဲ့အလုပ်ကိုငါမလုပ်ဘူးငါတိတိလေးပဲလုပ်မှာငါလုပ်နိုင်တဲ့အရာလေးပဲလုပ်မယ်ဆိုတော့စိတ်ကလေးကိုလိန်ပြီးတော့တွင်းလိုက်တယ်။ဘာကြောင့်လဲဆိုရင်ဟိုလိန်နေတော့မဟုတ်ဘူးဗျာဒါတကယ်အမှန်တရားလို့ပြောလို့ရတယ်။ဟိုတချို့ကတော့ပြောမှာတော့ဘယ်လိုပဲဖြစ်မင်းနောက်ဆုံးကြရင်တော့လေဒါအကုန်လုံးကြက်ရတာပဲမဟုတ်ဘူးလားလို့ပြောလိုက်မယ်။မဟုတ်ဘူးလို့ကျွန်တော်ညင်းချင်တယ်။ဘာကြောင့်လဲဆိုရင်ဗျာအခုထားပါတော့ brother အခုလောလောဆယ်အခုစာကြက်အခန်းထဲကိုရောက်နေပြီဆိုပါစို့အခုလောလောဆယ် brother ကြက်ကမဲ့ဟာကဘာရှိလို့လဲစာနောက်ထပ်စာတစ်ပိုက်ပဲမဟုတ်ဘူးလား brother ပါလေတအုပ်လုံးကြက်ကမှာလားမဟုတ်ဘူးလေတအုပ်လုံးကြက်ဆံမလို့အခုလောလောဆယ်အခုမိနစ်မှာ brother ကြက်ဖို့ကတစ်ပိုက်ပဲကြက်ကမှာစိတ်လေးကိုနည်းနည်းလေးပြန်ပြောင်းကြည့်လိုက်အခုလောလောဆယ်ကြက်ကမှာငါဒီကြောင်းမယ်ဒီကြောင်းကိုငါမှတ်နိုင်တယ်ဒီကြောင်းကိုငါတွက်နိုင်တယ်ဒီတစ်ခုကိုငါရမယ်ဆိုရင်အဆင်ပြေပြီငါဒီမိနစ်အတွက်ကိုငါဘယ်လိုခေါ်မလို့အောင်မြင်သွားပြီအဲ့လိုမျိုးပဲနောက်မိနစ်ကြာရင်လည်းငါနောက်ထပ်လုပ်လို့ရတာပဲဟုတ်မှာနောက်မိနစ်ကြာရင်လည်းငါလုပ်ဖို့အတွက်ကအကြီးလောက်ကမှာမဟုတ်ဘူးတိတိလေးပဲလောက်ကမှာဆိုတော့ကျွန်တော်တို့ကအဲ့လိုမျိုးလိန်ပြီးခေါ်သွားတာတခါလေကြာရင်ကျွန်တော်တို့ကပြင်းတယ်ပေါ့ဗျာထားပါတော့ဖုန်းလေးကတုံးနေတယ်မှာကိုယ့်အကိုအေးရလေးထဲမှာလဲနေစာလေးကမလုပ်ချင်ထားပါရီးစားနဲ့စကားပြောရင်လည်းပြောနေလိမ့်မယ်စားလောက်ရတော့မယ်
မလုပ်ချင်တော့ဘာကြောင့်လဲဆိုခုနစာလုံးမဲ့ဟာကြီးပင်ပန်းတယ်လေအဲ့ကြရင်ကိုလိန်ရတယ်တဖြည်းဖြည်းဆွဲခေါ်ရတယ်โอเคအခုလောလောဆယ်မင်းစာကြည့်ခန်းနဲ့ရောက်ပြီခုံပေါ်မှာထိုင်လိုက်ရပြီအဲ့လောက်ပဲအများကြီးမလုပ်ခုံပေါ်မှာထိုင်လိုက်ခုံပေါ်ရောက်ပြီးဆိုရင်မလုံးနဲ့မကြက်နဲ့မင်းကြက်စရာမလိုသေးဘူးစောက်ပဲဖွင့်လိုက်ဟုတ်ပြီဖွင့်ပြီးသွားရင်ကိစ္စမရှိဘူးမင်းစာမလုံးနဲ့စာမကြက်နဲ့ကိစ္စစောက်ကိုဖတ်လိုက်ဖတ်ရတာတော့ပြောဖို့ကောင်းတယ်ဟုတ်တယ်မလားပုံမှန်တော့မှကိုစာအုပ်တွေဖတ်နေတာပဲဖတ်โอเคဖတ်နည်းနည်းလေးကြက်လိုက်ကွာနည်းနည်းလေးပဲကိစ္စမရှိဘူးကြက်လိုက်ရတယ်ကြက်လိုက်တယ်ကြိန်နဲ့နောက်ဆုံးကြရင်တဖြည်းဖြည်းနဲ့ပါတော့အရှိန်နဲ့တင်ပါတော့အခါကျရင်ဒါ brother လည်းကြုံမှုလိမ့်မယ်ကျွန်တော်စာမကြက်ခင်တာပြင်းနေတာစာတကယ်စိုက်ကြက်ပြီးတဖြည်းဖြည်းလေးသွားနေပြီဆိုရင်အရှိန်ပါလောက်ဘာနဲ့တူလဲဆိုရင်နှင်းလုံးလိုပဲဗျာထားပါတော့ဆက်တာဦးဆုံးတော့တောင်ပေါ်မှာရှိတဲ့နှင်းလုံးကကြားတဲ့အခါကျရင်ဖြည်းဖြည်းကြာမှာပဲဒါပေမဲ့သူကြားလာတဲ့အမြအရှိန်ပါလာတဲ့အမြနှင်းလုံးရပိုကြီးလာတယ်တခြားနှင်းတွေပါတခါတည်းပါလာတယ်ပို့ပြီးတော့ဘယ်လိုခေါ်မလဲအဆင်ပြေသွားတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးပဲကျွန်တော်တို့ကလည်းဒီနေရာမှာအစလေးကိုရောက်ဖို့ပဲစာကြက်တဲ့နေရာလေးစာကြက်တဲ့ထိုင်ကုန်လေးစာအုပ်လေးကိုဖွင့်ဖို့ပဲအဲ့လိုဖွင့်လိုက်ပြီဆိုရင်တဖြည်းဖြည်းနဲ့ပါလာအောင်ဆိုတော့ဒီလိုမျိုးပါဖို့အတွက်ကိုယ့်ကိုလုပ်လို့ရတဲ့နည်းတွေရှိတယ်ခုနကအဲ့လိုအပြင်းဟိုပေါ့နော်လိန်ပြီးတော့တငယ်ကြီးရဲ့မင်းကတိတ်မလုပ်ပါဘူးကွာငါနည်းနည်းပဲလုပ်မှာဒီတိုင်းလေးပဲထိုင်အောင်မင်းဒါလေးကိုလုပ်နိုင်တယ်မလားဒါကလေးလုပ်နိုင်တယ်ဆိုတော့လုပ်လိုက်တယ်လုပ်တယ်တဖြည်းဖြည်းနဲ့ခေါက်သွားတယ်ကျွန်တော်ဆိုရင်ဘာနားထောင်လဲဆိုရင်ဒါကကျရင် funk တချင်းတွေပါနားထောင်တယ်ပေါ့နော် funk တချင်းဆိုတာက workout လုပ်တဲ့တချင်းတွေဘာလို့နားထောင်လဲဆိုရင်အဲ့ဒါကြီးနားထောင်ရင်ဗျာ okay ငါ့ကိုစာမရဘူးလို့ပြောခဲ့တဲ့ကောင်လေငါ့ကိုဘယ်လိုခေါ်မလဲမလုံနိုင်ဘူးမင်းကဒီစုကိုရမှာမဟုတ်စတဲ့ဖြစ်မှာနော်အဲ့လိုမျိုးပြောခဲ့တဲ့လူတွေရှိလိမ့်မယ် brother မှလည်းရှိလိမ့်မယ်မရှိရင်တော့မှဗျာစိတ်ထဲမှာပုံဖော်ကြည့်လို့ရတယ်ငါ့ကိုတရားမှာတချို့ကထင်သေးနေမှာ okay အထင်သေးတဲ့လူတွေအကုန်လုံးအထင်သေးတဲ့ဆွေမျိုးတွေမိဘတွေအတိုင်းဝိုင်းတွေဆရာဆရာမတွေတငယ်ချင်းတွေထားပါတော့နော်သူတို့မမုံဒါပေမဲ့ဒီညာဘာတော့မုံပါမယ်မင်းတို့ငါပြမယ်ချမယ်လာလုပ်ချโอเคငါရအောင်လုပ်ပြမယ်ကြည်နေတွေ့မယ်ဆိုပြီးတော့တချင်းကောက်ခွင့်လိုက်တယ်โอเคမသိရင်များတဲ့မှာဟိုထိုးဘောက်ဆင်များထိုးတော့မလို့ပါလို့နဲ့စိတ်တက်တွေထကြွလာတယ်အရင်တော့ဗျာဘယ်လိုခေါ်မှတဲ့မှာတနိုင်လောက်ကြီးထကြွအောင်လုပ်နေကြမလို့ပြတဲ့မှာခဏပဲနားထောင်လိုက်တယ်โอเคငါဒီတပုတ်ပဲနားထောင်မယ်ပြီးသွားတဲ့ခါကျရင်စာပြန်ကြက်မယ်ဆိုပြီးတော့လုပ်တယ်ဆိုတော့တဖြည်းဖြည်းနဲ့ကိုစာကြက်ဖို့နေရာလေးကိုရောက်အောင်လုပ်နိုင်ပြီဆိုရင်ဘာသာခုနကအပြင်းစိတ်ကိုနိုင်ပါပြီဆိုတော့အဓိကခီးရအဲ့ဒါပါကိုစာကြက်မဲ့နေရာစာအုပ်လေးကိုဖွင့်မယ်စာတစ်ပိုက်လေးနှစ်ပိုက်လောက်ကြက်ပြီးသွားပြီဆိုရင် brother အဆင်ပြေသွားပါလိမ့်မယ်ဆိုတော့အဲ့နေရာကိုမရောက်အောင်ကိုခေါ်ပါအဲ့ဒါဆိုရင် brother အပြင်းဝင်နိုင်ပါလိမ့်မယ်နောက်တစ်ခုကကြတော့ဒီစာမွေးနီးတဲ့အချိန်မှာအချိန်မရှိတဲ့ဟာပေါ့နော်ဆိုတော့အချိန်မရှိတဲ့အရာကိုကျွန်တော်၃ခုပြောချင်ပါတယ်အနောက်ရှက်၃ခုပေါ့နော်ကျွန်တော်တို့အချိန်တွေကိုစားနေတဲ့အနောက်ရှက်၃ခုအများဆုံးကတော့ဗာလဲဆိုရင်screen time ရှိမယ်ကျွန်တော်အတွက်ဆိုရင်တစ်ခါကျရင် gym လည်းရှိတယ် gym ကလည်းကျွန်တော် gym ဆော့တော့ဗျအချိန်ကြာတာပေါ့ပြီးသွားရင်တငယ်ချင်းတွေနဲ့စကားပြောတာရှိတယ်ဘာသာကိုလည်းအဲ့လိုမျိုးကိုအချိန်ဖြုံးနေတယ်အချိန်စားနေတယ်ပေါ့နော်အချိန်အယူဆုံးအရာ၃ခုကိုစာရွက်ပေါ်မှာခြာရေးစေချင်ပါတယ်ဟုတ်ပြီဆိုတော့အဲ့လိုရေးပြီးရတဲ့အခါကျရင်အဲ့တဲကဟာတွေကိုဘယ်လိုမျိုး short လို့ရအောင်လဲဆိုတော့စဉ်းစားကြည့်ပါစာကလွဲလို့ဒီအချိန်မှာကိုယ်လင်းပြောမယ်ဆိုရင်တော့ဗျာကျန်တာတွေကိုအဲ့လိုကြီးမလုပ်တယ်ဒါဗျာဂျင်းဆိုရင်ကောင်းတယ်ဗျာဂျင်းဆိုရင်ဒါဆော့တာကောင်းတယ်ဒါပေမဲ့ဆောင်းဝဲနီးပြီဆိုဆောင်းဝဲအရေးကြီးဆုံးပဲကျွန်တော်တို့ဘဝမှာအဲ့လိုဘယ်လိုပါမလဲအရေးကြီးတာတွေကိုလုပ်တတ်တဲ့အကျင့်ကိုလေ့ကျင့်ထားဖို့လိုတယ်ဒါဘယ်လိုခေါ်မလဲစာအုပ်တွေအကုန်လုံးလည်းပြောတယ်တကယ်ပညာရှိတွေအကုန်လုံးလည်းပြောတယ်အရေးကြီးတာကိုအရင်လုပ်ပါဆိုတဲ့ဟာအခုချိန်မှာလည်းပုံဝင်လင်းပြောတာဂျင်းမသွားလို့လည်းအဲ့လောက်ကြီးထိခိုက်သွားမှာမဟုတ်ဂျင်းသွားလဲဘာမှကြီးတိုးတက်သွားမှာမဟုတ်အခုလောလောဆယ်အချိန်ကျွန်တော်ဒီအချိန်မှာဗျာဂျင်းမသွားဘူးအိမ်မှာပဲကိုယ့်အကိုဘယ်လိုခေါ်မလဲအဲ့လိုရေမချိုးခင်မှာဓာတ်တွေပါတွေပြက်ထိုးလိုက်မယ်အခါ90ထိုးလိုက်မယ်အခါ90ထိုးလိုက်မယ်ကျွန်တော်ဆိုရင်အခါ90လောက်ထိုးတယ် pull up တွေပါလုပ်လို့ရမယ် push up လုပ်လို့ရမယ်အဲ့လိုနီးနေနဲ့ဟိုထိန်းထားလို့ရတယ်ဗျာသိလားမပြီးတော့ဆောင်းဝဲပြီးမှပြန်ဆော့လို့ရတယ်ပြီးသွားရင် screen time ဆိုလဲသိလားမ TikTok တွေသုံးနေတာတို့ဖုန်းတွေရှောက်ပွတ်နေတာတို့ဒါမှမဟုတ်လေကောင်မလေးနဲ့ချက်ပြီးစကားကြီးပြောနေတာတို့ဒါတွေကပွင့်နေပြောရင် short နေပြီဒီနေရာမှာတချို့ကမေးတာဒါကိုဘယ်လိုမျိုးကျွန်တော်ရှော့ရမလဲမရှော့နိုင်ဘူးပေါ့နော်စိတ်ပဲဗျာအဓိကတော့ကို့ဖုန်းကိုနားမှာမထားတာနဲ့တခြားနေရာမှာထားလိုက်တခြားဟိုဘယ်လိုခေါ်မလို့အမေကိုပေးထားရင်ပေးတာမပေးထားဘူးဆိုရင်ဗီဒီယိုထဲထည့်ထားလိုက်ဒါကြောင်တယ်လို့ထင်ရလိမ့်မယ်ဒါပေမဲ့တကယ်ဗီဒီယိုထဲထည့်ထားပြီဆိုရင်ဘာမှမယူတော့ဘူးဆိုတော့ကို့အချိန်စားနေတဲ့အရာတွေကို short ပြစ်ပါ short ပြင်းနေ brother အဆင်ပြေလာပါလိမ့်မယ်ကျွန်တော်ရှိမှချင်းနေများလိုက်တယ်ပြီးရင်တငယ်ချင်းတွေနဲ့စကားပြောတာကြားတယ်ဆိုရင်လည်းတငယ်ချင်းတို့ပြောထားပါတော့တငယ်ချင်းအခုကျွန်တော်နောက်မှာတော့အခုတငယ်ချင်းတွေရှိတယ်ဒီနေ့ကတော့အဆင်ပြေပါတယ်ဘာကြောင့်လဲဆိုတော့ဗီဒီယိုရိုက်နေလို့ပေါ့
တာကြီးငါစာကြက်အောင်မင်းတို့လည်းစာကြက်ရမှာပဲကွာစာကြက်မှတူတူအိမ်ုံမလာနဲ့အောင်ခဏနေအောင်တာကြီးပြန်မှာစကားပြောမယ်ဆိုလဲခဏလေးပဲပြောကြအောင်နောက်မှဆောင်းဝဲပြီးရင်လည်းပြန်ပြောလို့ရတာပဲဟိုလင်းပြဒီချိန်စာစကားမပြောလို့တငယ်ချင်းဟိုကန္နာလည်းပြတ်သွားမှာမဟုတ်ဘူးပြီးတော့ဒီချိန်မှာကျွန်တော်ပြောနေတာပါလဲဆိုရင်ဆောင်းဝဲနီးနေပြီဗျာနီးနေပြီဆိုရင်ကျွန်တော်တို့စိတ်ထဲမှာလေစာဆိုတာကအဲ့လောက်ကြီးတဲ့ရေးမပါပါဘူးဘဝမှာလေဘဝမှာစာဆိုတာအဲ့လောက်ကြီးတဲ့ရေးမပါဘဝဆောင်းဝဲအောင်ဖို့လိုသေးတယ်ဘာဖြစ်လဲညာဖြစ်လဲဆိုတဲ့ဟာကြီးမတွေးနာနဲ့ဘာကြောင့်လဲဆိုရင်ဆောင်းဝဲနီးနေပြီအဲ့လိုတွေးနာမယ်ဆိုကျွန်တော်မလုပ်ဖြစ်တော့မှန်တယ်စာကြီးကဘဝမဟုတ်ဘူးဒီစာနဲ့ပဲဘယ်လိုခေါ်မလဲတချို့ဆိုလုံးမှာမဟုတ်ဘူးဗျာကျိုးဆိုရင်ဆရာဝန်ဖြစ်ချင်တာမဟုတ်ဘူးအင်ဂျင်နီယာဖြစ်ချင်တာမဟုတ်ဘူးမှန်တယ်ဒါပေမဲ့အခု brother စာနီးနေပြီဆောင်းဝဲနီးနေပြီစာရအောင်လုံးမရတော့မယ်ဒါကိုလာပြီးတော့စာကကျွန်တော်ဘဝအတွက်ရေးမပါဘူးလေအဲအကြောင်းမလုပ်တာဆိုတဲ့ဟာလေးကိုစိတ်ထဲမှာမထည့်ထားနဲ့တော့ဘာကြောင့်လဲဆိုရင်တကယ်တော့ brother စာငါအတွက်ရေးမပါဘူးငါတခြားဒီမှာဟိုင်လုံးမှာဆိုရင်ကြောင်းထွက်ပြီးတော့ဒါ brother အလုပ်လုပ်ပြီးပါပြီဗျာအခုလောလောဆယ် brother မှာစာကိုဂယုစိုက်တယ်ဆိုရင်စိတ်ရှိလို့ကျွန်တော်ဗီဒီယိုကြည့်နေတာဆိုတော့အဲ့ဒါကြီးကိုစိတ်ထဲမထည့်ထားနဲ့တော့အဲ့လို mindset ကိုဟုတ်ပြီဆိုတော့နံပါတ်1အရာဆောင်းဝဲနီးပြီဒါပေမဲ့ဘာစားမှမရသေးဘူးဆိုတဲ့လူတွေအတွက်ဘယ်လိုမျိုးစာကိုဘယ်လိုခေါ်မလဲထိုးထည့်ရမလဲပေါ့နော်အုံနောက်ထည့်ထိုးထည့်ရမလဲဒီကြားထဲမှာဆောင်းဝဲအောင်သွားအောင်နာအပြင်ကိုဆင်ပြေမယ်ဆိုရင် B ရအောင်ဆင်ပြေမယ်ဆို A ပါရအောင်ဘယ်လိုလုပ်လို့ရမလဲဆိုတာပြောချင်ပါတယ်အထူးသဖြင့်တော့ကျောင်းမှာမေးခွန်းမပေးတဲ့လူတွေအတွက်ပြောချင်ပါတယ်ဆိုတော့မေးခွန်းပေးတဲ့လူကတော့ပွင့်လင်းပြောရင်လွယ်တယ်ခုနကတော့ planner နဲ့တင်အဆင်ပြေသွားလိမ့်မယ်မေးခွန်းမပေးတဲ့လူတွေအတွက်ပြောချင်ပါတယ်ဘာလို့လဲဆိုရင်ကျွန်တော်ရဲ့ program တွေက brother တွေလည်းတချို့ကမေးခွန်းမရဘူးပေါ့နော်သူတို့ကျောင်းမှာမေးခွန်းမပေးဘူးဒီတိုင်းပဲဖြေခိုင်းတယ်ပေါ့နော်ဆိုတော့အဆင်မပြေဘူးဗျာမရွေးပေးဘူးပေါ့မရွေးပြီးတော့သူတို့သေးအကုန်နီးပါးကြက်နေရဆိုဖြစ်နေတာဗျာကျွန်တော်ဘာလို့စေချင်လဲဆိုရင်အဆင့်လိုက်ခွဲစေချင်ပါတယ်ပြီးရင်ကိုယ့်ရဲ့ဘယ်လိုကောင်းမလို့ကိုယ့်ရဲ့စိတ်ကိုနည်းနည်းလေးငြင်းလေးထားပါတိတိကျကျဟိုဘယ်လိုကောင်းမလဲတင်ချာနီးကြပေါ့ဗျာအဆင့်လိုက်လေးခွဲလိုက်ငါအရင်ဆုံးအောင်ဘယ်လိုလုပ်လို့ရမလဲအောင်ဖို့အတွက်ငါဘာတွေကြက်ကမလဲကိုယ်ကတော့မျိုးကုန်းပုံစံမသိဘူးဆိုရင်တငယ်ချင်းကိုမေးပြီးသွားရင်ဆရာမအောင်မေးပေါ့နော်မျိုးကုန်းပုံစံကိုအရင်ဆုံးသိအောင်လုပ်အမှတ်တွေဘယ်လိုမျိုးပေးတယ်ဆိုတာသိအောင်လုပ်ဟုတ်ပြီဆိုတော့ငါအောင်ကျင်တယ်အောင်ဖို့အတွက်ပဲငါအမှတ်40ပဲကြော်ဖို့အတွက်ဆိုရင်ငါဘာလုပ်မလဲโอเคမြန်မာစာမှာဆိုရင်ငါမီးပြတ်သွားရဟုတ်ပြီဆိုတော့အစင်းလိုက်ခွဲမယ်မီးတော့ကျွန်တော်ပြတ်သွားပါပြီ EBC ကမထောက်ခံဘူးလေကျွန်တော်စာလုပ်တာโอเคအောင်မို့တက်ဆိုငါဘာကြည့်ရမလဲမြန်မာစာဆိုရင်โอเคအများကြီးတွေးမနေနဲ့မြန်မာစာဆိုရင်ငါတမတ်တန်ကြီးကြည့်လို့ရလာမယ်တမတ်တန်ဒါပေမဲ့ကွာမိကုံမပေးဘူးဆိုရင်အဆင်မပြေဘူးတမတ်တန်နဲ့ငါအကုန်ကြည့်ရလိမ့်မယ်ဒါပေမဲ့ဆရာမကအရေးပါတယ်ဆိုတဲ့ဟာလေးပြောထားတယ်โอเคငါအဲ့ဒါလေးကြည့်လို့ရတယ်ဆိုပြီးတော့ကျွန်တော်ရွေးချလိုက်မယ်โอเคငါဒါကြည့်မယ်ဆိုရင်တော့အမှတ်တလောက်ရတယ်ဆိုတော့ကိုယ့်အကူမရွေးချယ်နိုင်ဘူးဆိုရင်စာတော်တဲ့တငယ်ချင်းတော်၎င်းဆရာမတော်၎င်းကိုမေးပါဒီချိန်မှာမရှက်ပါနဲ့ဒီချိန်မှာလှုပ်ရှားရှိတာကိုလုပ်ပါကျွန်တော်တို့လည်းမေးပါတယ်โอเคဒါကြီးငါကတော့အခုအောင်ကျင်နေဆောင်းမှုအောင်ဖို့အတွက်ငါပါလိကြက်ကမလဲโอเคအဲ့ဆိုရင်စာတော်တဲ့တငယ်ချင်းရပါတော့နော်ကိုပြောလိုက်မယ်တိုက်မင်းဒါလေးပဲဒါလေးကြက်တယ်ဒီဟာလေးကြက်တယ်ကွာအဲ့ဆိုအောင်သွားပြီကွာဒီအမှတ်တန်လေးโอเคဒီမှာဆို9မှတ်တန်ရှိတယ်ဒီမှာဆို10မှတ်တန်ရှိတယ်အခုက25မှတ်ဘိုးဆိုတော့ကိစ္စမရှိဘူးမင်းဒါလေးကြက်လိုက်တယ်ဆိုရင်ရသွားလိမ့်မယ်ပြီးသွားရင်ဒီလောက်ကျရင်အောင်ပြီဆိုတဲ့ဟာရှိလိမ့်မယ်အဲ့ဒါသိပြီဆိုရင်ရပြီအဲ့ဒါတိုင်းလုပ်တော့ကျွန်တော်တို့ကဒီနေရာမှာဘာမဖြစ်ရဘူးလဲဆိုရင်စိတ်ထဲမှာဘယ်လိုခေါ်မလဲယူကျုံးမရမဖြစ်နဲ့ယူကျုံးမရဖြစ်ပြီးတချို့ကဘာလဲဆိုရင်ငါ A မမရရင်ငါ B မမရရင်ငါလိုချင်တဲ့ဟာမှမရရင်စာမလုပ်တော့ဘူးကွာကြားလဲကြားပလေးစီတော့ကွာဆိုပြီးတော့ချော့ချလိုက်တာရှိတယ်အားမလဲတချို့ဆိုလဲဘယ်လိုခေါ်ကျွန်တော်တို့ယုံမရဖြစ်ပြီးတော့ဟာကွာငါစာရချင်တော့ကွာဘယ်လိုဖြစ်လို့မရတာလဲမသိဘူးကွာဆိုပြီးတော့ဒေါ်လာထွက်ရင်းနဲ့စာမလုပ်ဖြစ်တော့အဲ့လိုမဖြစ်စင်နဲ့ဘာကြောင့်လဲဆိုရင်ဒါပိုဆိုးတယ်ဗျာဘာနာတာโอเคငါဘာမှမရရင်ဘာမှမလုပ်ထားပါတော့ A မမရရင်မလုပ်တော့ဘူးဆိုပြီးထားလိုက်မယ်ဆိုရင်ကျသွားတယ်ဗျာကြာသွားတော့ပို့ရှက်ကွဲတာပေါ့ပို့ပြီးတော့ဆိုတာပေါ့ပြီးသွားရင်ဟာငါလုံနိုင်ရဲ့ခဲ့တာနဲ့လုံဖို့အချိန်ရှိတယ်လုံဖို့လည်းဒီမှာသူများကပြောပြနေတယ်လုံနိုင်တယ်ဆိုတာပြနေတယ်အဲ့ဒါရှိရတဲ့နဲ့ငါမလုပ်ဘူးဆိုရင်ငါမားနေတယ်ငါတော်တော်မားနေတယ်ဆိုပြီးတော့ဗရစိတ်တဲ့ကိုပြန်ထည့်ထားလိုက်အများကြီးတွေးမိနေတယ်ကိုရတဲ့ဟာကိုလုပ်ရမှာပဲဒါကျွန်တော်အမေဆိုရင်ကျွန်တော်အမြဲတမ်းပြောတယ်ဒါအမေကိုကျေးဇူးတင်တယ်အဲဒါဆိုကျွန်တော်ပြအဲ့လိုလူကြီးကျွန်းနေဖြေခဲ့တော့ကလည်းအဲ့လိုမျိုးပဲမနစ်ကတော့အဲ့လိုပဲစာမမီတော့မမီတဲ့အခါမှာအရင်ပြလာရောပြလိုက်အချိန်မှာအမေကတားလေးနင်းအပိုင်ရမယ့်ဟာတွေတော့ချက်အဆင်ပြေသွားလိမ့်မယ်ကျန်တဲ့ဟာတွေမရလို့ဆိုရှောက်ကြက်နေနေဘယ်လိုခေါ်မလို့အစ်စ်တွေရှောက်ကြက်နေနေလုံးဝရပြီးတဲ့ဟာမရဖြစ်သွားမယ်ပေါ့နော်ဆိုပြီးတော့အမေကကျွန်တော်ပြောတယ်အဲ့ဒါကျွန်တော်လည်းနောက်ဆုံးတော့ဆိတ်လျှော့ပြီးတော့ရတဲ့လောက်ပဲကြက်လိုက်တယ်ဆိတ်လျှော့တယ်ဆိုတာမှကျွန်တော်တို့ညဘက်တွေပါမအိပ်ပဲနေလိုက်သေးတယ်ထားပါတော့အဲ့လိုမျိုးဖြစ်ပြီးသွားတဲ့အခါမှာမဆိုးကျွန်တော်ဆင်ပြေသွားတယ်မြို့နယ်လူကြီးကျွန်တော်ပါသွားတယ်နောင်တမရပါစေနဲ့ဘာသာလုပ်လို့ရပါတယ်လုံနိုင်တဲ့စွမ်းအားကိုလိုက်ပြီးလုပ်ပါဟုတ်ပြီခုနကတော့အောင်မို့အဆင့်ရပြီဆိုရင်လွဲပြီအောင်ရင်စီရပါပြီဗျာထပ်ပြီးတော့မေးမယ်အောင်မို့ဆိုရင်ငါရသေးတယ်ထက်ကြက်လို့ရသေးတယ်ချိန်ရှိသေးတယ်ဆိုရင်တကယ်ကြီးငါဘီရကျင်တယ်ကွာစာတော့တကယ်ကြီးပဲဖြစ်ဖြစ်ဆရာမပဲဖြစ်မေးပါတော့ဒါကဘီရကျင်သေးတယ်ဒါဘာတွေထက်ကြက်ရမလဲပေါ့နော်အဲ့ကျရင်ဆက်ပြောလိုက်မယ်โอเคဒါအဲ့ဒါဆိုရင်တော့ဒီ9မှတ်တန်လေးနဲ့နင်ကြက်ဖို့လိုတယ်ဒါမှမဟုတ်ကွာဒီ10မှတ်တန်လေးကြက်7မှတ်တန်ကြက်တဲ့အခါမှာဆိုရင်
ဒီနေ့မှာကျွန်တော် tip တစ်ခုပေးချင်တာစာမိုးပဲနီးပြီးစာမရသေးဘူးဆိုရင်အရင်လုံးစီပတ်စီကြက်စရာမလိုလုံးစီပတ်စီဆိုတာဗျာတောက်နဲ့ရနေအောင်ကြက်စရာမလိုကျွန်တော်တို့တချို့ပေါ့နော်တောက်ရမှာစာတစ်ပိုက်ကိုရတယ်လို့ထင်တယ်မဟုတ်ဘူးနည်းနည်းလေးပဲရလေရတယ်ဘာလို့ဆိုရင်စာမိုးရဲ့ချိန်ကြရင်ဗျာသူ့နဲ့တူတယောက်မှာထွက်လာအောင်โอเคငါဒါလေးကဒီလိုဒါလေးကဒါ this is the ဘာညာနေကြကွာစီရှောက်ရေးလိုက်ရောအဆင်ပြေပါစာစီစာကုန်းတို့ဒီမြန်မာစာလို့ဆိုရင်ရွှီးလို့ရတယ်ရှောက်ရေးချလိုက်လို့ရတယ်ဒါပေမဲ့မြန်မာစာဆိုရင်ဗျာထားဟိုအကြောင်းအရာလေးတီးထားတယ်စကားပြေရဲ့အကြောင်းအရာတီးထားတယ်ဆိုရင်ရေးချလို့ရတယ်တော်ဒီရေးတယ်ပြဆက်ဆိုလဲโอเคဒါဒီလိုဆိုရေးချလိုက်လို့ရတယ်โอเคဒီစာပိုက်ဆိုရေးချလိုက်လို့ရတယ်အင်္ဂလိပ်စာဆိုလဲကို့မှာရှိတဲ့ဟာဒီနဲ့ရှောက်ရေးထားလိုက်လို့ရတယ်ဆိုတော့ကျွန်တော်တို့အဲ့လိုလုပ်တတ်ဖို့လိုတယ်အရန်ကြီးတွေခေစီတွင်ကြတွေလေ့မလာနေနဲ့လေ့လာမနေနဲ့တော့ဆောင်းမွဲနီးနေပြီအဆင်ပြေလို့တာတိုးလိုက်တော့ပြီးသွားရင်အဆင်ပြေသွားလိမ့်မယ်โอเคအဲ့ဒါမှအချင်းရှိသေးတယ်ဆိုရင်တော့ပိုကောင်းတာကတော့တည်တယ်မှာဟုတ်တကယ်ကြီးငါအေးရခြင်းနဲ့အေးရအောင်ဘယ်လိုလုပ်ရမလဲပေါ့ဆိုရင်မေးလိုက်မယ်ပြီးသွားတဲ့ခါကျရင်ကျွန်တော်ခုနကတော့ဟိုအစီအစဉ်ဆွဲသလိုပဲပေါ့နော်ကျွန်တော်အရှိရပြောခဲ့လို့ပဲ plan ဆွဲလိုက်မယ်ဆွဲပြီးသွားတဲ့ခါကျရင်ဆက်လုပ်မယ်ဒါဆိုရင်အဆင်ပြေသွားပြီကျွန်တော်ပြောခြင်းတဲ့အရာအရေးကြီးဆုံးအရာတစ်ခုရှိပါတယ်ဒီနေရာမှာက7 habits of highly effective people လို့ခေါ်တဲ့ဒီစာအုပ်ထဲမှာလည်းပါတယ်ပေါ့နော်ကိုလုံနိုင်တဲ့အရာကနေပြီးတော့အချိန်မဆွဲဘဲနဲ့စတာမိမိလုံနိုင်တဲ့အရာကိုအချိန်မဆွဲဘဲနဲ့စတင်လိုက်ပါအဲ့ဒါလေးပေါ့နော်ကျွန်တော်မနေ့ကမှဖတ်ထားတာအခုဆိုရင် brother ခမိုးဝဲကိုအောင်လုံနိုင်တယ် B ရအောင်လုံနိုင်တယ် A ပါအဆင်ပြေမယ်ဆိုရင်ရအောင်လုံနိုင်တယ်ကျွန်တော်တို့ရနိုင်တဲ့ဟာကိုအများကြီးတွေးမနေနဲ့တော့လုပ်ချလိုက်တာငါဒါတွေမရတော့ဘူးအချိန်နီးနေပါလေဖြစ်တယ်ညာတွေဖြစ်တယ်စားကျွန်တော်တို့ရေးမပါဘူးအကုန်လုံးဖယ်ထားလိုက်တော့ငါဒီချိန်မှာဆံဝဲအောင်ရမယ်အောင်ရင်ဟိုဖြစ်နိုင်မယ်ဆိုရင် B ရရမယ်ဖြစ်နိုင်မယ်ဆိုရင် A ပါရရမယ်ဆိုပြီးတော့ဒါလုပ်ပါတော့ကြိုးစားပါတော့စာကြက်တဲ့အခါမှာပို့ပြီးတော့မှတ်မိစေမဲ့ပို့ပြီးတော့ရစေမဲ့နီးတယ်စာကိုကျွန်တော်ဘယ်လိုမျိုးနှွေးနေဆိုတာကိုသိချင်တယ်ဆိုရင်အောက်က link ထဲမှာ program လေးကိုထည့်ပေးထားပါတယ်ကျွန်တော်ရဲ့ပွင့်နေပြောမယ်ဆိုရင်ဗျာစာလုပ်တဲ့ဟာတွေကိုsharing လုပ်ပေးတဲ့ program မှာဒီလိုမျိုး video တွေအများကြီးရှိတယ်မိုက်တယ်ပေါ့ဗျာဆိုတော့ကျွန်တော် program ကျွန်တော်အဲ့ရနေပတ်စံရတယ်ဆိုတော့ဒါတော့ပါပဲအဆင်ပြေမျှော်လင့်ပါတယ်ကျေးဇူးပါbye bye